Hello ဒီတစ်ခေါက်မှာတော့ Tarot ပညာရပ်ကိုလေ့လာပြီးသွားပြီးနောက်ထပ်ပညာရပ်ကိုထပ်ပြီးလေ့လာခြင်းနဲ့ professional သမားတွေအတွက်ပြောပြပေးပါမယ် Tarot ဆိုတာက TAROT ပဲဖြစ်ပါတယ် Okay TAROT ဆိုတဲ့ပညာရပ်လေးကိုလေ့လာပြီးသွားတဲ့ professional သမားတွေအတွက်ဆိုရင်တော့ဒီမှာကလီနိုမန်ပညာရပ်လေးထပ်ပြီးတော့တွဲပြီးတော့လေ့လာပါဆိုပြီးပြောချင်ပါတယ်ဒီတေရိုကဒီလီနိုမန်နဲ့ဘယ်လိုဆက်နေလဲ Okay အဲ့ဆိုရင်ငင်းဒီထဲအားလေးကိုပြောပြပေးမယ်နမူနာအနေနဲ့ဒီဟာကလက်စွပ်ဒီလက်စွပ်လေးရဲ့သင်္ကေတကလီနိုမန်ဒီဟာကကြတော့ညီတို့ဖဲချက်အပွင့်လေးတွေ plain ခက်နဲ့လဲသွားပြီးတော့ဆက်တာတွေပါမယ်နောက်တစ်ခုကကြတော့ညီတို့ဒီကက်လေးကဒီ tarot ကက်ဆိုရင်ဘယ်ကက်နဲ့သွားပြီးတော့တူနေလဲဒီဟာလေးကကက်စားညီတို့ဆက်တက်တဲ့ပညာရဲ့၃ခုကိုပေါင်းဆက်လာတာပဲဖြစ်ပါတယ်ဒါဆိုလုံးဝကို professional ကြဆက်တွေးခွန်နိုင်စွမ်းအားတွေဉာဏ်ပညာတွေလိုအပ်မယ်သုံးသပ်နိုင်စွမ်းအားတွေရှိရမယ်နောက်ဒီပညာရဲ့၃ခုကိုလည်းကိုကသိထားရမယ်တက်ထားရမယ်လေ့လာထားရမယ်ဒါဆိုရင်မိတ်ဆွေတို့ဒီကက်လေးကိုကင်လိုက်တာနဲ့ okay ဒါဆိုရင်ညီတို့လီနိုမန်ဆိုရင်ဘာကိုဆိုလိုတာလဲဒီဟာဆိုရင် plain cat ဆိုရင်ဖဲချက်လေးတွေဆိုရင်ဘာကိုဆိုလိုတာလဲနော်ညီတို့ tarot ဆိုရင်ဘာနဲ့သွားပြီးတော့ဆက်နေရလဲဒါလေးတွေကကစားညီတို့သိထားဖို့ကလည်း professional ကြမှာလဲအဆင်ပြေတယ် professional သမားတွေကဒါတွေကိုလေ့လာထားမှလည်းရပါမယ်ညီတို့ကဝါနာရှင်မဟုတ်တော့ဝါနာရှင်ကတော့ခုနပြောတဲ့အတိုင်းလေးပဲဒီမှာကလက်စွပ်ကိုထွက်လိုက်တယ်။ Okay လက်စွပ်ဆိုရင်လက်စွပ်ကဒါကောင်းလားမကောင်းဘူးလားဘာလားညာလားဒါတွေကိုအကုန်လုံးပါထားတယ်ဒီစာအုပ်လေးလေ့လာလိုက်ရင်ဝါနာရှင်ကလုံးဝအဆင်ပြေတယ်။ဒါပေမဲ့ professional သွားမဲ့သူတွေကကြတော့ဒါနဲ့မလုံလောက်တော့ဘူးလုံးဝကိုမလုံလောက်တော့ဘူး။ဒါကြောင့်မလို့ညီတို့ဒီကိုက tarot ပညာရပ်ကိုလည်းလုံးဝကိုလေ့လာပြီးသားဟောနေတဲ့ကျွမ်းကျင်ပြီးသားလူတစ်ယောက်ဆိုရင်တော့ဒီဟာလေးကိုထပ်ဆင့်ပြီးတော့လေ့လာစေချင်ပါတယ်ဒါမှလည်းမိတ်ဆွေတို့ဒဲသမားတွေ do or die ပဲဒါကိုကြိုက်တဲ့ customer တွေ client တွေလာမယ်ဆိုရင်ဒီ plain cat တွေ cartomancy တွေနဲ့ပေါင်းဆက်ပြီးတော့ဟောမယ်ဆိုရင်မိတ်ဆွေတို့ကြဲပြန့်နဲ့ကိုဟောလို့ရမှာပဲဖြစ်ပါတယ် Okay အသေးစိတ်လေးကိုညင်းတစ်ချက်ပြပေးပါမယ်ဒီမှာဆိုရင်လက်စွပ်လေးရဲ့ cartomancy sorry linoman ဒီမှာဆိုရင် Asian one နဲ့သွားပြီးတော့တူပါတယ်နောက်တစ်ခုကကြတော့ဒီမှာဆိုရင် cartomancy ဆိုရင်ညင်းနဲ့သွားတူပါတယ်ခုနပြောတဲ့အကြောင်းအရာတွေတော်တော်များများကိုပါထားတဲ့ဒီစာအုပ်လေး